ကျွန်တော်တို့အားလုံးရဲ့နောက်ကျောမှာလေအချိန်မီရွေးပေါက်ကွဲနိုင်တဲ့တက်တောင်းလွန်ဘုံတလုံးအမြဲကပ်ပါနေတယ်လို့ပြောရင်ဘယ်လိုထင်မလဲဗျဟာတော်တော်လေးလန့်စရာကောင်းတဲ့ချီနေပဲနော်ဟုတ်တယ်ဗျာဒါမဲ့လေကိုယ့်ရဲ့စိတ်ထဲမှာပဲအဲ့ဒီဘုံကိုချက်ချင်းအတက်မဲ့တော့အောင်လုပ်နိုင်တဲ့ရုပ်ဝက်ကိုတခုဘုံရှင်လေးရဲ့ကိလျာတခုအသိရှိနေတယ်လို့ပြောရင်ကောစိတ်ဝင်စားစရာပဲရှင်အဲ့ဒါကဘာများလဲဒါကိုဒီနေ့ကျွန်တော်တို့ဆွေးနွေးတော့မှာပါအားလုံးပဲဒီနေ့တူလို့မဲ့အတွင်းချာချာလေ့လာဆွေးနွေးမှုလေးကနေကြိုးဆိုပါတယ်ဗျဒီနေ့ဆွေးနွေးမယ့်အဓိကအကြောင်းအရာကတော့ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးဟောကြားတော်မူခဲ့တဲ့ဝိပဿနာတကောက်ရှုလင်ဇောခုနှစ်ကျင်းကြပုံဆိုတဲ့တရားတော်ကောင်းတို့ချက်တွေပဲဖြစ်ပါတယ်ဗျဟုတ်ကဲ့ရှင်တကယ်ကိုလေးလာမှတ်သားစရာကောင်းတဲ့အကြောင်းအရာလေးပါဒီလေးလာမှုရဲ့အဓိကရည်ရွယ်ချက်ကလေကိုယ်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အတိစိတ်ကလေးတစ်ခုတတိထားလိုက်မိတဲ့ second point လေးတစ်ခုဟာလက်ရှိပစ္စုပန်ဘဝအတွက်ဘလောက်ထိအစွမ်းထက်တဲ့အကျိုးသက်ရောက်မှုရှိနေတယ်လဲဆိုတာကိုဖြန့်ကျက်ကြည့်ရဖို့ပါပဲမှန်ပါတယ်ရှင်ဒီအကြောင်းအရာကစိတ်ပညာပိုင်းဆိုင်ရာအရာတော့တသနာပိုင်းဆိုင်ရာအရာပါတော်တော်လေးလေ့လာစရာကောင်းတယ်လူများစုကလေဝိပဿနာတရားအားထုတ်တယ်ဆိုတာကိုနောင်တန်တရားကျွတ်တို့နိဗ္ဗာန်ရောက်ဖို့ဆိုတဲ့ရည်ရှိရည်မင်းချက်သက်သက်လိုပဲမြင်ထားကြတယ်လေဟုတ်တယ်အသက်ကြီးမှပဲလို့ရမယ်လို့မျိုးလို့ထင်နေကြတာပေါ့နော်အငင်းစားယူမှထုတ်သွင်းဖို့ရမယ်ယင်းနှမျိုးနှမှုမျိုးပေါ့ဗျာတကယ်တော့အဲ့လိုမဟုတ်ဘူးရှင်ဆရာတော်ကြီးရှင်းပြထားတဲ့ဒီ Zone 7ဆိုတဲ့သဘောတရားကိုတေချာလေးလာကြည့်တဲ့အခါကျတော့ဒါဟာအနာဂတ်အတွက်ချီပဲမဟုတ်ပဲနဲ့လက်ရှိမျက်မှောက်ဘဝမှာတင်ချစ်ချင်းအကျိုးသက်ရောက်မှုရှိတဲ့ဖြစ်စဉ်တစ်ခုဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်အဲ့ဒီအချက်ကဒီနေ့ဆွေးနွေးမှုရဲ့အထက်ပဲလို့ထင်တယ်ဗျအရင်ဆုံးအဲ့ဒီ Zone ခုနှစ်ကျင်းဆိုတဲ့စကားလုံးကိုနည်းနည်းလောက်ရှင်းလင်းကြည့်အောင်ကောင်းပါပြီရှင်အရင်မြစ်စာပေတွေထဲမှာရှင်းပြထားတာကလေကိုယ်စိတ်ထဲမှာလောဘပဲဖြစ်ဖြစ်ဒေါသပဲဖြစ်လာတဲ့အခါအဲ့ဒီစိတ်ကလေးတွေဟာဖြစ်ပြီးရင်ပြတ်သွားတာပဲဆိုတဲ့သဘောတရားကိုညာနဲ့တိလိုက်တဲ့အချိန်တိုင်းပေါ့လေအဲ့ဒီအချိန်တိုင်းစိတ်အစဉ်မှာဇောခုနှစ်ကျင်းဖြစ်ပေါ်သွားတယ်လို့ဆိုထားတယ်ဗျဟုတ်ပါတယ်အဲ့ဒါကိုပါဠိလိုဇဝနာလို့လည်းခေါ်တယ်ပေါ့နော်ဒါပေမဲ့တာမန်လူတွေဟုတ်တဲ့တော့ဇောဆိုတာဘာလဲဘာလို့ခုနှစ်ကျင်းတော့ထိရတာလဲဆိုတာနားလည်ဖို့နည်းနည်းခက်ခဲနိုင်တယ်ဗျအဲ့ဒါလေးနည်းနည်းရှင်းပြပေးပါလားဇောဆိုတဲ့စကားလုံးကိုရိုးရိုးရှင်းရှင်းပြောရရင်စိတ်ရဲ့ပြေးအားပေါ့နော်ဒါမှမဟုတ်စိတ်ရဲ့အဟုန်လို့ဆိုနိုင်ပါတယ်ရှင်စိတ်ရဲ့အဟုန်ပေါ့ဟုတ်တယ်ကျမတို့ကအာယုံတစ်ခုကိုတီးလိုက်တဲ့အခိုက်အတန့်လေးဥပမာမျက်စိကနေအစင်းတစ်ခုကိုမြင်လိုက်တဲ့တစ်စက္ကန့်ရဲ့အပုံ100ပုံတစ်ပုံလို့တုံမကြတဲ့အချိန်တူလီအတွင်းမှာပဲစိတ်ကအစင်းစင်းအလုံးလုံးသွားတာပါရှင်ဟာအဲ့ဒီလိုမြန်တာလားမြန်ပါတယ်ရှင်အဲ့ဒီလိုအလုပ်လုပ်တဲ့အခါအာယုံကိုပြင်းပြင်းထန်ထန်ခံစားသိရှိပြီးအကျိုးပေးဖို့အတွက်အချိန်ယူလိုက်တဲ့အချိန်မှာစိတ်ခွန်လီခုနှစ်ချက်စက်ကိုက်တန်းစီပြီးဖြစ်သွားတယ်အဲ့ဒါကိုဇိုးခုနှစ်ချိန်လို့ခေါ်တာပါပဲနားလဲပြီဗျအဲ့ဒီခုနှစ်ချိန်ကတစ်ချိန်နဲ့ပြိုင်တူအကျိုးပေးတာလားဗျအဲ့ဒါကအရေးကြီးဆုံးအချက်ပဲရှင်ဆရာတို့ကြီးရဲ့ရှင်းလင်းချက်အရအဲ့ဒီခုနှစ်ချိန်စလုံးဟာတစ်ချိန်နဲ့ပြိုင်တူအကျိုးပေးလာလုံးဝမဟုတ်ပါဘူးသူတို့မှာအကျိုးပေးမဲ့တီးတန့်အချိန်စရာတွေကိုစီရှိနေကြတယ်ဘယ်လိုများကွာခြားသွားတာလဲဗျစိတ်ဝင်စားစရာပဲစိတ်ပညာသဘောတရားအရာဖြစ်ပေါ်လာတဲ့ဇောခုနှစ်ချက်မှာပထမဆုံးအရှင်းယူလိုက်တဲ့ပထမဇောဟာယခုမြင့်မောက်ဖွားလက်ရှိရှင်တန်နေတဲ့ဘဝမှာတင်အကျိုးပေးတဲ့တတိရှိပါရဲ့ရှင်ဒီဘဝမှာတင်ချက်ချင်းအကျိုးပေးတာပေါ့နော်ဟုတ်တယ်ရှင်စာပေလို့ဆိုရင်ဒိဋ္ဌဓမ္မအကျိုးပေးလို့ခေါ်တယ်အချိန်ကာလအပြင်အလွန်ဆုံး9ရက်9လသို့မဟုတ်9နှစ်တွင်မှအကျိုးပေးတတ်တယ်လို့ဆိုပါတယ်ရှင်ဒါဆိုရင်ဝိပဿနာဉာဏ်ဆိုတာခုနကကျွန်တော်ပြောတဲ့ရေရှည်ယဉ်နှိမှုနှမှုမျိုးမဟုတ်တော့ဗျာလုံးလိုက်တာနဲ့ချက်ချင်းအကျိုးခံစား권ရတဲ့စနစ်မျိုးနဲ့ပိုတူနေပြီပေါ့ခုနှစ်ရဲ့အတွင်းတော့အကျိုးပေးနိုင်တယ်ဆိုတာတကယ်ကိုမြန်ဆန်လုံးတော့မဟုတ်လားတကယ်ကိုမြန်ဆန်တာမှရှင်ပြီးတော့နောက်ဆုံးအချိန်ဖြစ်တဲ့တတ္တမဇောဆိုလိုတာကနံပါတ်9ဇောကြတော့ဒီဘွားမှာအကျိုးမပေးတော့ဘူးသူကဒုတိယဘွားဆိုလိုတာကတေလွန်ပြီးနောက်ရောက်မဲ့နောက်ဘွားကြမှာအကျိုးပေးပါတယ်ရှင်နေပါဗျနံပါတ်1ကဒီဘွားနံပါတ်9ကနောက်ပါဆိုရင်အလဲကကျန်နေတဲ့နံပါတ်2ကနေ6အထိအချက်5ချက်ကဘယ်ရောက်သွားလဲဗျသူတို့ကဘယ်အချိန်မှအကျိုးပေးမှာလဲအဲ့ဒီအလီစော5ချက်ကတော့အရှိကြဆုံးပါပဲရှင်သူတို့ကတတိယဘဝကနေစပြီးတော့နိဗ္ဗာန်မရမချင်းစန္ဒရာတစ်ချုပ်လုံးနောက်ကနေအရေးလှလိုက်ပြီးအကျိုးပေးမဲ့အရာတွေပါဟာတန်တရားတစ်ချုပ်လုံးလိုက်မှာလားဟုတ်တယ်ရှင်စာပေမှာတော့သူတို့ကိုအပါရပရိယကံလို့ခေါ်ပါတယ်သူတို့က deep storage လို့ခေါ်တဲ့ရေရှည်ထိုးလောင်ယုံထဲကိုရောက်သွားပြီးအခွင့်ရေးရတာနဲ့အကျိုးပေးဖို့အမြဲတမ်းစောင့်ကြည့်နေတဲ့သဘောမျိုးပါပဲဒါကိုတေချာပြန်စဉ်းစားကြည့်ရင်နည်းနည်းလို့ကြည်တိထောက်ဆရာကောင်းလေဗျာဘာဖြစ်လို့လဲရှင်စဉ်းစားကြည့်လေဗျာ
ကျွန်တော်တို့ရဲ့အတိတ်ဘဝပေါင်းများစွာကလွတ်ခဲ့တဲ့မြတ်အရာတိုင်းမှာအဲ့ဒီအလေးစောငါးချက်သားပါနေခဲ့မှာပဲဆိုတော့လက်ရှိကျွန်တော်တို့ရဲ့နောက်ချောမှာအတိတ်ကနေလိုက်လာတဲ့အပါရာပရိယခန်တွေအများကြီးရှိနေပြီပေါ့ ဟုတ်တယ် ခုနကကျွန်တော်ဥပမာပေးခဲ့တဲ့အချိန်မီတွေပောက်ကွဲနိုင်တဲ့တစ်တန်းလွန်အကျွေးဟောင်းပုံတွေအများနဲ့ကပ်ပါနေတယ်ဆိုတဲ့သဘောပေါ့ဗျာဘယ်အချိန်မှာအခွင့်ရေးရပြီးပောက်ကွဲမလဲဆိုတာပဲစောင့်နေတဲ့သဘောမျိုးဖြစ်နေပြီလေ အဲ့ဒီရှူထောင်းနေနေကြည့်ရင်လုံးဝမှန်ကန်ပါရှင်လူတွေနေစဉ်ကြုံတွေ့နေရတဲ့ဘဝတွေအခက်အခဲတွေမမျှော်လင့်ထားတဲ့ကြောင်းလန့်ဖွယ်ရာတွေကပ်ဘေးတွေယောဂဘေးတွေဆိုတာအကြောင်းမဲ့ထက်သက်ချစ်လာတာမဟုတ်ပါဘူးရှင် ။အော်အဲ့ဒီဘုံနေပေါက်ခွဲတာပေါ့နော် ဟုတ်ပါတယ်အဲ့ဒီအလေစောခုနှစ်ချက်ကနေလိုက်လာတဲ့အတဲကအကျွေးဟောင်းတွေကအကြောင်းတိုက်ဆိုင်တဲ့အချိန်ကိုယ့်ဘက်ကအကာအကွယ်မဲ့နေတဲ့အချိန်မှာဝင်ပြီးအကျိုးပေးသွားကြတာပါပဲ ။ဒါဆိုရင်မေးစရာရှိလာပြီဗျာ။အဲ့ဒီလောက်အင်အားကြီးပြီးအရေးလိုလိုင်းနေတဲ့အကုသိုလ်တွေကိုဘယ်လိုများပြန်ပြီးတားဆီးလို့ရနိုင်မလဲ။အစောပိုင်းမှာဆွေးနွေးခဲ့တဲ့လက်ငင်းအကျိုးပေးတယ်ဆိုတဲ့ပထမဇောနဲ့များသက်ဆိုင်နေမလားเนี่ย ဆက်ဆက်မှုကအဲ့ဒီမှာတွားရှိတာပါပဲရှင်ကိုယ်စိတ်ထဲမှာလောဘဒေါသတစ်ခုခုဖြစ်လာတဲ့အခါဒါလေးကဖြစ်ပြီးရင်ပြည့်သွားတဲ့သဘောပါလားလို့မက်ကင်ရန်နဲ့တီးလိုက်တဲ့အခိုက်အတန့်မှာကုသိုလ်ဇောခွန်ကျင်ဖြစ်သွားတယ်လေ ဟုတ်ကဲ့ အဲ့ဒီထဲကပထမဇောရဲ့အစွမ်းတက်တီကအလွန်ကြီးမားပါတယ်သူကဘာလို့ပေးတယ်လဲဆိုရင်ခုနကနောက်ကနေလိုက်လာတဲ့အတိတ်ကအကုသိုလ်ကံတွေကိုလမ်းခိုးလက်မှတ်တင်ချက်ချင်းဖြတ်တောက်တားဆီးပေးလိုက်ပါတယ်ရှင် ဟာလန်ခွက်လက်မတင်ဖြတ်ချလိုက်တာလား ဟုတ်တယ်ရှင်အကုသိုလ်ကံတွေကဒုက္ခပေးဖို့ပြေးလာပေမဲ့ဒီကုသိုလ်ဉာဏ်ရဲ့အစွမ်းကြောင့်အကျိုးပေးခွင့်လုံးဝမရတော့ပဲပြတ်တောက်သွားရတာပါ ဒါပေမဲ့ဒီနေရာမှာစန့်ကျင်ဘက်အမြင်တစ်ခုအနေနဲ့မေးကြည့်ခြင်းတယ်လား မေးပါရှင် တချို့ကတွေးကောင်းတွေးလိမ့်မယ်လေအတိတ်ကကိုလုပ်ခဲ့တဲ့အပြစ်တွေအကုသိုလ်တွေရှိနေလေရတာနဲ့အခုမှဖြစ်ဖြစ်ကလေးကိုတစ်စက္ကန့်လောက်ရှုမှတ်လိုက်ုံနဲ့အဲ့ဒီပြစ်တွေအချိုးပေးခွင့်မရတော့ဘူးဆိုတာဥပဒေမှာလွတ်ပေါက်ရှာပြီးလင်းလက်နေလို့များဖြစ်မနေဘူးလားဗျကန်ဆိုတာလုတ်ရင်ခံရမယ်ဆိုတဲ့သဘောတရားမဟုတ်ဘူးလား ပါရှင် အကြောင်းအကျိုးဆက်ဆက်မှုဆိုတော့ဥပမာလေးနဲ့ရှင်းပြပါလားဗျ ဒီလိုရှင်အတိတ်ကလုတ်ခဲ့တဲ့ကံဆိုတာမြေကြီးထဲမှာချထားတဲ့မျိုးစိတ်တစ်ခုနဲ့တူပါတယ်အဲ့ဒီမျိုးစိတ်အပင်ပေါက်လာဖို့ဆိုရင်ရေနေရောင်ချီမြေစီလွာဆိုတဲ့ထောက်ပံ့မှုတွေလိုအပ်တယ်လေ ဟုတ်ကဲ့မှန်တာပေါ့ အခုလက်ရှိမှာဖြစ်ပျက်ကိုရှုမှတ်လိုက်တဲ့ပထမဇောဆိုရဲ့ညံကအဲ့ဒီမျိုးစိတ်ကိုတွားဖျက်ဆီးပြတာမဟုတ်ဘူးရှင်အပင်ပေါက်လာဖို့လိုအပ်နေတဲ့ရေနဲ့နေရောင်ကြီးကိုဖျက်တော့လိုက်တာပါ အော်ရေမလောင်းလိုက်တဲ့သဘောပေါ့ ဟုတ်ပါတယ်အကြောင်းတရားဖြစ်တဲ့ရေနဲ့နေရောင်မရှိတော့တဲ့အတွက်အကျိုးတရားဖြစ်တဲ့အပင်ပေါက်ခြင်းမဖြစ်လာတော့တာဟာသဘာဝရဲ့ရွတ်တိကြရဲ့ဖြစ်စဉ်တစ်ခုဒါဖြစ်ပါတယ်ဒါကိုလွတ်ပေါက်လို့မခေါ်နိုင်ပါဘူးရှင် โอเคဗျအဲ့ဒီဥပမာတော်တော်လေးမြင်သာသွားစေတယ်ရေမလောင်းရင်အပင်မပေါက်ဘူးဆိုတဲ့သဘောပေါ့နော်ဒါဆိုရင်ဝိပဿနာရှုလိုက်တဲ့ခါရတိုင်းကပထမဇောဆိုတာကျတို့ရဲ့အကျွေးဟောင်းဘုံတွေကိုဖြတ်တောက်ပြီးတယ်ဘုံရဲ့ဝါယာကျုပ်ကိုကိုက်ဖြတ်လိုက်တဲ့ဘုံရှင်လင်းဟေကိရိယာအစ်စ်ပဲဗျ သိကြပါတယ်ရှင် ဘုံကတော့ရှိနေတယ်ဒါပေမဲ့ပောက်ကွဲဖို့လိုအပ်တဲ့မီးပွားမရှိတော့တဲ့အတွက်အတက်မဲ့သွားပြီပေါ့ ဒီနေရာမှာနောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကိုဆရာတော်ကြီးကထောက်ပြထားပါသေးတယ်ရှင်ကျမတို့လူဖွဲ့စည်းမှာလုံနေကြဖြစ်တဲ့တာမန်ဒါနာတီလသမထဆက်လေကုသိုလ်တွေမှာလည်းသူတို့နဲ့သက်ဆိုင်တဲ့ပထမဇောတွေတော့ရှိကြတာပါပဲ ဩသူတို့မှလည်းရှိတာပဲလား ရှိပါတယ်ရှင်ဒါပေမဲ့အဲ့ဒီပထမဇောတွေကဝိပဿနာဉာဏ်ရဲ့ပထမဇောလောက်အစွမ်းမထထူရှင် ဘာဖြစ်လို့လဲဗျ ဟုတ်ကဲ့ရှင်ဘာဖြစ်လို့လဲဆိုတော့ဝိပဿနာကမှအကြောင်းကျိုးကိုအမှန်တိုင်းသိတဲ့ဖြစ်ပျက်ကိုမြင်တဲ့ဉာဏ်နဲ့ရှိနေလို့ပါရှင်ဒါကြောင့်ပြင်ပကလာမဲ့ကပေးတွေအန်ဒီရတွေကိုကာကွယ်ရမှာဝိပဿနာရဲ့ပထမဇောဒီတာလျင်တကယ်ကိုးစားရအစစ်အမှန်ဖြစ်တယ်လို့ဆိုလိုရင်းဖြစ်ပါတယ် သဘောပေါက်ပြီဗျာဒီတော့ကျွန်တော်တို့ကပြင်ပအန်ဒီရတွေကိုကာကွယ်ဖို့အတွက်အကောင်းဆုံးအကာအကွယ်ကိုကိုယ်စိတ်ထဲမှာတင်ဖန်တီးလို့ရနေပြီပေါ့ ဟုတ်ကဲ့ရှင် ဒါပေမဲ့ဒီအချက်ကနေတဆင့်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အမြင်တစ်ခုစီကိုရောက်သွားပြန်တယ်ဗျာလူအများစုကဘေးအန်ဒီရလို့ပြောလိုက်ရင်ရေးပြီးမီးပြီးမင်းပြီးခိုးတူပြီးမချစ်မနစ်သက်တဲ့အမွေခံပြီးဆိုပြီးရန်သူမျိုး၅ပါးကိုပဲပြင်းမြင်ကြတယ်လေ ဟုတ်တယ် အဲ့ဒီပြင်ပကအန်ဒီရလေးကိုပဲကြောင်ရွံ့ပြီးမလာပါစေလေလို့ဆုတောင်းကာကွယ်လေးရှိကြတယ်ဗျာဒါမဲ့ဆရာတော်ကြီးဟောကြားချက်အရာတကယ်အန်ဒီရအဆက်ကအဲ့ဒီအပြင်ကလာတဲ့အရာတွေမဟုတ်ဘူးလို့ဆိုထားပြန်တယ်ဒါကဘလို့တဘောမျိုးလေဗျာ လူတွေကအပြင်ကလာတဲ့ရန်သူမျိုး၅ပါးကိုတရားခံလို့ထင်နေကြပေမယ့်တကယ်တမ်းအဲ့ဓာတွေကအကျိုးဆက်သက်သက်သာဖြစ်ပါတယ်ရှင်
အကြောင်းရင်းခံတကက်တရားခံကဘယ်သူလဲဆိုတော့အဲ့ဒီပြင်ပကကပ်ပဲတွေကိုကိုယ့်စီရောက်လာအောင်ဆွဲငင်နေတဲ့မိမိတို့ဝမ်းတွေမိမိတို့စီတွဲမှာရှိနေတဲ့တန်လိုက်တက်လို့ခေါ်တဲ့အစွဲတဲ့ပြင်ဖြစ်ပါတယ်ရှင် တန်လိုက်တက်လို့တင်စားထားတာတော်တော်လေးလေးနေတယ်ဗျာ ဟုတ်ပါတယ်အပြင်ကဘေးတွေကခြေတော့ပေါ်ပြီးသူ့အလိုလိုလမ်းလျှောက်လာတာမဟုတ်ဘူးလीကိုယ့်စီမှာအဲ့ဒီဘေးတွေကိုခေါ်ယူနေတဲ့သက်ရှိနေလို့သာဝင်လာကြတာပါရှင် အဲ့ဒီအတွင်းတန်လိုက်တက်ဆိုတာကဘာတွေကိုဆိုလိုတာလဲဗျာစစ်ပညာအရဘလို့ချင်းနေမျိုးကိုပြောတာလဲ ဒီတန်လိုက်တက်မှာအဓိက2မျိုးရှိပါတယ်ရှင်ပထမတစ်ခုကမတူရိုတရားလို့ခေါ်တဲ့သူစရိုက်10ပါးပါရိုးရိုးရှင်းရှင်းပြောရရင်သူတစ်ပါးအသက်သက်တာခိုးယူတာလိမ်လည်တာစတဲ့ကာယကံဝစီကံတွေနဲ့စားပြီးတော့ပေါ့နော်သူတစ်ပါးကြီးပွားတာကိုမနာလိုတာပစ္စည်းစေချင်တာစတဲ့မခုံးတဲ့စိတ်အခန့်တွေအားလုံးပါဝင်ပါတယ်ရှင် ။ဟုတ်ကဲ့တကြတစ်ခုကအကွက်ဗျာ ဒုတိယတစ်ခုကတော့အဆိုးဆုံးပါပဲရှင်အဲ့ဒါကအမြင်မှားခြင်းစာပေလို့ဆိုရင်မိစ္ဆာဒိဋ္ဌိပါကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးစိတ်ကူးတွေးတောမှုတွေကိုအမြဲတမ်းခိုင်မြဲတယ်လို့ထင်နေတာအရာရာကိုငါဥစ္စာသူတစ်ပါးဆိုပြီးအခိုင်အမာထင်မှတ်နေတဲ့အတ္တအစွဲလန်းနေပါရှင် အတ္တအစွဲလန်းနေပေါ့ ဟုတ်တယ်ဒီတရားနှစ်ပါးကိုယ်ဝမ်းထဲမှာရှိနေတဲ့ရွေလင်အဲ့ဒါဟာအပြင်ကအန်ဒီယေလီကိုလမ်းခေါ်နေတဲ့အလွန်အားကောင်းတဲ့တန်လိုက်တွန်းကြီးတစ်ခုကိုကိုယ်လည်းမှာတက်ဆင်ထားတယ်လို့ဖြစ်နေပါတယ်ရှင် ဒီနေရာမှာလေအရင်မြတ်စာပေတွေကဆရာတော်ကြီးဟောထားတဲ့ဥပမာတစ်ခုသွားတတိရတယ်ဗျာဟိုအမိုက်ပုံနဲ့ခွေးဥပမာလေအဲ့ဒါကဒီသဘောတရားကိုအရှင်းလင်းဆုံးပုံဖော်ပြထားတာပဲမဟုတ်လား မှန်ပါတယ်ရှင်အဲ့ဒီဥပမာကအလွန်ထိရောက်ပါတယ်လမ်းနယ်ကောင်မှာအမိုက်ဒီသွားပုံထားပြီးရောအဲ့ဒီအနံ့ကြောင့်ခွေးတွေလာစားတဲ့အခါကျမှဒီခွေးတွေတော်တော်ဆိုးတယ်ငါအိမ်ရှိမှာလာရှုပ်တယ်လို့သွားအဖြစ်တင်လို့မရဘူးလေ ဟုတ်တယ်လေအမိုက်ပုံရှိလို့လာတာကို ဟုတ်ပါတယ်ခွေးလာတာကတို့လာချင်လို့လာတာမဟုတ်ဘူးဆွဲဆောင်နေတဲ့အမိုက်ပုံရှိနေလို့လာတာတကယ်အဖြစ်ကအမိုက်ပုံတွားထားတဲ့ကိုယ့်ရဲ့လောက်ရကားသာအဓိကတရားခံဖြစ်နေတယ်ရှင် တကယ်ကိုထိမဲတဲ့ဥပမာပဲဗျာ ထိုးနီးတို့ပါပဲရှင်ပြင်ပကကပ်ပေးတွေယောဂါတွေအခက်ခဲတွေဆိုလားခွေးတွေလိုပဲကိုယ်ဝမ်းထဲမှာမတူတာတရားနဲ့အမြင့်မားခြင်းဆိုတဲ့အမိုက်ပုံကြီးရှိနေတော့၍အဲ့ဒီဘေးတွေကဆက်ပြီးလာနေအောင်မှာပါပဲ ဟုတ်ကဲ့ ဒီခေတ်နဲ့ပို့ပြီးလိုက်ဖက်မဲ့ဥမာတစ်ခုနဲ့ဆက်ကြည့်ရရင်ပေါ့နော်ဟိုကွန်ပျူတာစနစ်တစ်ခုနဲ့တူပါတယ်ရှင် ကွန်ပျူတာနဲ့လားဘယ်လိုမျိုးလဲဗျာ ကိုယ့်ကွန်ပျူတာတဲ့ကို virus တွေ hacker တွေမဝင်နိုင်အောင်အပြင်ကနေ antivirus software တွေဘလောက်ပဲထည့်ထားကိုယ်တိုင်ကကွန်ပျူတာရဲ့စနစ်ထဲမှာ hacker တွေအလွယ်တကူဝင်လို့ရတဲ့ backdoor လို့ခေါ်တဲ့နောက်ဖေးပေါ်လိုဝက်ကုတ်ကိုဖွင့်ပေးထားမယ်ဆိုရင် virus တွေကတော့ဝင်လာနေအောင်ပါပဲရှင် ဝါအဲ့ဒီကွန်ပျူတာဥပမာကတကယ်ကိုကွက်တီးတယ်ဗျာဒီနေရာမှာ backdoor ပွင့်နေတယ်ဆိုတာကခုနကပြောတဲ့အတွင်းကအမြင်မှားမှုနဲ့မထူတော်တရားတွေရှိနေတာကိုပြောတာပေါ့ တိကျပါတယ်ရှင် ကိုယ်စီမှာအဲ့ဒီအခေါ်ဓာတ်ဟို backdoor ပွင့်နေတယ်ပဲအပြေကအန်တရဲတွေကအလွယ်တကူဝင်လာကြမှာပဲဆိုတော့ပြဿနာက antivirus မရှိလို့ကွန်ပျူတာပြတ်တာမဟုတ်ဘူး backdoor ဖွင့်အားမီလို့ပြတ်တာဖြစ်နေတယ်ဗျာ ဒါကြောင့်မလို့ပြဿနာရဲ့မူလဇစ်မြစ်ကိုရှာဖွေပြီးတိုက်ရိုက်ကူးသားဖို့ကအလွန်အရေးကြီးလာတာပါရှင်။ဒါပေမဲ့လူအများစုမှားယွင်းတတ်တဲ့အလေးထားတစ်ခုကဒီအတွင်းတန်လိုက်တဲ့ဒီကိုဖယ်ရှားရမှာမှားယွင်းတဲ့လက်နက်ကိုအသုံးပြုနေကြခြင်းပါပဲ ဟာဘလို့မားရွေးနေတာလဲဗျလူတွေက backdoor ကိုပိတ်ဖို့ဘလို့နီလာမားတီတုံးနေကြလို့လဲ ။လူအများစုကလေဘေးအန္တရာယ်ကျင်းဝေးအောင်ပြင်ပရန်သူတွေမလာအောင်ဆိုပြီးဘားဇက်ကနေဖရိတ်တင်ကားထားတဲ့အချင်းပေါင်းများစွာရွတ်ဖက်ကြတယ်။တချို့ဆိုရက်တရာတွေခြေကြတယ်ရှင်။ ဟုတ်တယ်အများစုလောက်ကြတာပဲလေ ဟုတ်ပါတယ်ဒါဟာစာပေလို့ဆိုရင်ဝစီကံလို့ခေါ်တဲ့နှုံနဲ့ပြုတ်လို့တဲ့လောက်ရက်နဲ့ကာယကံလို့ခေါ်တဲ့ကိုယ်နဲ့ပြုတ်လို့တဲ့လောက်ရက်တွေဖြစ်ပါတယ်ရှင့်ဒါပေမဲ့တကယ်တမ်းပြဿနာဖြစ်နေတဲ့အမိုက်ပုံကြီးဖြစ်နေတဲ့အတွင်းရှိမတူတော်တရားနဲ့မိစ္ဆာဒိဋ္ဌိဆိုတာတွေကနှုံနဲ့ဆိုင်တဲ့ပြဿနာမဟုတ်ဘူးကိုယ်ခန္ဓာနဲ့ဆိုင်တဲ့ပြဿနာမဟုတ်ဘူးရှင့် အော်ဒါဆိုဘာပြဿနာလဲဗျ သူတို့ကစိတ်ပိုင်းဆိုင်ရာမနောကံအမားတွေဖြစ်နေတာပါရှင့် သဘောပေါက်ပြီဗျနားလည်ပြီဆိုလိုတာကယောဂဖြစ်နေတာကစိတ်ထဲမှာဒါပေမဲ့စေကုနေတာကပါစတ်နဲ့ဖြစ်နေတဲ့သဘောပေါက် အတိအကျပါပဲရှင့် စိတ်ထဲမှာပွင့်နေတဲ့ backdoor ကိုနှုတ်ကနေစကလုံးဒီရွတ်ဖတ်ပြီးပိတ်ဖို့ကြိုးစားနေတယ်လို့ဖြစ်နေတာပေါ့နော် hardware ပြတ်နေတာကို software ထည့်ပြီးပြင်ဖို့ကြိုးစားနေတယ်လို့လွဲချော်နေတယ်ဗျ မှန်ကန်ပါတယ်ရှင့်မနောကံပြဿနာကိုဖြေရှင်းဖို့ဆိုရင်ဝစီကံနဲ့ဘယ်လို့မှမရနိုင်ပါဘူးရှင့်မနောကံအချင်းချင်းဖြစ်တဲ့အလုံးနဲ့တာဖြေရှားဖြစ်လို့ရမှာပါ အဲ့ဒီမန်ကန်နဲ့လက်နက်ကတော့ဘာဖြစ်မလဲဗျ ကျင်ဖြစ်ပျက်ကိုစိတ်နဲ့ရှုမှတ်ခြင်းဆိုတာ
စိတ်ရဲ့အလုတ်မနောကံအလုတ်ပါရှင်ဒီမနောကံကသာလျှင်စိတ်ထဲမှာကိန်းအောင်နေတဲ့မနောကံအကုသိုလ်နဲ့အမြင်မားတွေကိုအမျက်ကနေဖေရှားထုတ်ပြနိုင်စွမ်းရှိပါတယ် ဒါကိုပိုပြီးနားလည်လည်အောင်ပြောရရင်လေစည်ရင်တမှာပါတဲ့ဥပမာတစ်ခုရှိတယ်ဗျနိရောဓသမပေါင်းဝင်စားတဲ့သူကိုမီးရှို့လို့မလောင်ဘူးဆိုတဲ့အချက်လေး ဟုတ်ကဲ့ရှင် တာမန်လူတယောက်အနေနဲ့နိရောဓသမဘာဆိုတာဘာကြီးလဲပြီးတော့လူတယောက်ကိုမီးရှို့တာတော့မလောင်ဘူးဆိုတာယူပပေတာသဘောတရားရပြီးတော့လုတ်ထင်နိုင်ပါလေလို့မေးစရာရှိလာတယ်ဗျအဲ့ဒါကိုဘယ်လိုရှင်းပြလို့ရမလဲ ဒီရချက်ကအလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်ရှင်နိရောဓသမပတ်ဆိုတာရိုးရိုးရှင်းရှင်းပြောရရင်စိတ်နဲ့စေတသိက်တွေလုံးဝယာယီချုပ်ငိမ့်သွားတဲ့ရက်တန့်သွားတဲ့အလွန်အစစ်မြင့်တဲ့တရားကျင့်စဉ်တစ်ခုပါရှင် စိတ်တွေရတန့်သွားတာပေါ့နော် ဟုတ်တယ်။ तू ကအဲ့ဒီသမဘတ်ကိုဝင်စားနေတဲ့အချိန်တွင်းမှာသူ့ရဲ့စိတ်အစဉ်မှာလောဘဒေါသမိစ္ဆာဒိဋ္ဌိဆိုရဲဘလောမနောကံအကုသိုလ်မှာမရှိတော့ဘူးရှင်။တနည်းအားဖြင့်ပြောရရင်အတွင်းမှာရှိတဲ့တန်လိုက်တာအခေါ်တဲ့လုံးဝတုံညဖြစ်သွားတဲ့အခြေအနေပါရှင် ဟာအခေါ်ရက်တုံညဖြစ်သွားတာလား ။ဟုတ်ပါတယ်ရှင်။အဲ့ဒီလိုအခေါ်တဲ့မရှိတော့တဲ့အတွက်အပြင်ကနေမီးဆိုတဲ့အလာဓာတ်ကလာလောင်ပေမဲ့ဖြတ်စည်းခွင့်လောင်ကျွမ်းခွင့်မရတော့ပါဘူးရှင်။ ဟာဒါကတကယ်ကိုလင်းတဲ့ဥပမာရလားဆိုလိုတာကကိုယ်ခန္ဓာဆိုတဲ့ hardware ကြီးရှိနေပေမဲ့အပြင်ကအန်ဒရီယေကိုလက်ခံရယူမဲ့ software လို့ခေါ်တဲ့အဆွဲထက်ကိုလုံးဝ disable လုပ်ထားလိုက်တဲ့သဘောပဲ မှန်တာပေါ့ရှင် အလာဓာတ်ဖြစ်တဲ့မီးကလောင်ဖို့ကြိုးစားပေမဲ့အခေါ်ဓာတ်ဖြစ်တဲ့စိတ်ကလက်မခံတဲ့အတွက်ဘေးအန်ဒရီယေမရနိုင်တော့ဘူးဒါဟာစိတ်ရဲ့ပြဿနာကိုစိတ်ရဲ့အလုပ်ဖြစ်တဲ့အတိညာဉ်နဲ့အပြည့်အဝဖြေရှင်းနိုင်ကြောင်းပြသနေတဲ့အထင်ရှားဆုံးတစ်တည်ပဲဗျ အတိအကျပါပဲရှင် ဒီတော့လေဒီနေ့အလေးလာဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကိုခြုံငုံကြည့်လိုက်ရင်ဝိပဿနာဉာဏ်တနည်းအားဖြင့်စိတ်ထဲကဖြစ်ပျက်ကိုတိလိုက်တဲ့ပထမဇောဆိုတာဟာယေရှုအသက်ချီမဟုတ်ပဲလငင်းမြတ်မောက်ကာလမှာတင်ကျွန်တော်ကနောက်ကလိုက်နေတဲ့အကျွေးဟောင်းတွေကိုဖျက်တောက်ပေးနိုင်တဲ့အကောင်းဆုံးအကာအကွယ်ဆိုတာသိကြသွားပြီဗျာ ဟုတ်ကဲ့ရှင် ပြီးတော့အပြင်ကရန်သူတွေကိုကြောက်ပြီးဘာဇက်ကနေအကာအကွယ်ယူနေမယ့်အစားမိမိစိတ်တွင်ကအမြင်မှမှုဆိုတဲ့တန်လိုက်တက်ကိုမနောကနဲ့နင်းထုတ်ခြင်းကသာအမှန်ကန်ဆုံးအထီအောင်ဆုံးဘေးခင်းရချစ်တယ်ဆိုတာကိုကောင်းကောင်းကြည့်နားလည်လိုက်ရတယ်ဗျာ ဆရာတော်ဝေအားကြီးရဲ့လိုင်းငင်ချက်ကအလွန်ရှင်းလင်းပြတ်သားပါတယ်ရှင်အကာအကွယ်ဆိုတာအပြင်ကနေရှာရမယ့်အရာအပြင်ကနေတောင်းခံရမယ့်အရာမဟုတ်ဘဲကိုယ်စိတ်ကိုအမှန်တရားတိုင်းသိမြင်အောင်ရှုမှတ်ခြင်းအပြင်ကိုယ်အတွင်းမှာတင်ခိုင်ခိုင်မာမာတိဆောက်ယူရမယ့်အရာဆိုတာကိုမိမောင်းထိုးပြထားတာပါရှင်ကိုယ့်ရဲ့မနောကံကိုတန်စင်အောင်အစွဲကင်းအောင်ထားနိုင်သူဘလို့ပြင်ပအန်တရေဘလို့အကျွေးဟောင်းကမှမရောက်လာနိုင်စွမ်းမရှိပါဘူး ဒီကနေ့ဆွေးနွေးမှုကတကယ်ကိုမျက်စိပွင့်စေတဲ့ကျွေးစရာတွေအများကြီးပေးတဲ့အကြောင်းအရာတွေပါဗျာဒီတော့နားဆင်သူတွေအနေနဲ့ဒီနေ့ဆွေးနွေးခဲ့တဲ့သဘောတရားတွေကိုကိုယ့်ရဲ့နေ့စဉ်ဘဝမှာပြန်လည်စဉ်းစားဆင်ခြင်ကြည့်နိုင်ဖို့အတွက်အတွေ့တစ်ခုကိုခြံထားချက်ချင်းပါတယ်ဗျာ ဟုတ်ကဲ့ရှင်ဘလို့အတွေ့အမျိုးများလဲ ဒီလိုစဉ်းစားကြည့်ပါဗျာကိုယ်စိတ်ထဲမှာလောဘဒေါသဖြစ်လာတိုင်းဒါလေးကဖြစ်ပြီးပြတ်သွားတာပဲလို့တခါလဲတတိထားရှုမှတ်လိုက်ုံနဲ့တင်အစွမ်းထက်တဲ့အကာအကွယ်ပထမဇောကိုချက်ချင်းရနိုင်တဲ့နောက်ကလိုက်လာတဲ့အတိတ်ကအကျွေးဟောင်းတွေကိုဖျက်တောက်နိုင်တယ်ဆိုရင်ပေါ့လေ စန့်ကျင်ဘက်အနေနဲ့ကျွန်တော်တို့နေ့စဉ်နဲ့အများအချိန်ဖြုံးနေကြတဲ့အလေးအထားတွေကိုပြန်သုံးသပ်ကြည့်အောင်ဗျာဥပမာလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာကျွန်တော်တို့နားရီပေါင်းများစွာပွတ်နေကြတယ်လေ ဟုတ်တယ်နော်အမြဲတမ်းလုံးနေကြတာပဲ သူများရဲ့အောင်မြင်မှုလားပါတဲ့ဘဝနေထိုင်မှုတွေကိုမြင်ပြီးငါလည်းလိုချင်တယ်ဆိုတဲ့လောဘတွေဖြစ်တဲ့ကိုယ်နဲ့သဘောထားမတိုက်ဆိုင်တဲ့အကြောင်းအရာတွေမြင်ဒါတော့မဟုတ်သေးဘူးဆိုပြီးတောပါတွေထွက်ကြတယ်ဗျ ဟုတ်ပါတယ် အရန်ရတိုင်းကိုခိုင်မဲတဲ့တာယာစရာကောင်းတယ်လို့တွေးထင်ဒီအတ္တစိတ်တွေကိုတစ်စက္ကန့်ပြီးတစ်စက္ကန့်တစ်မိနစ်ပြီးတစ်မိနစ်စက်တိုက်ဆိုသလိုပွားများနေကြတယ်လေအဲ့ဒီချိန်တိုင်းမှာစက္ကန့်မလဇောဘဒီကျင်းတွေဟာအကုသိုလ်ဘက်ကနေစက်တိုက်လဲပနေတာပါပဲဗျာ တကယ်ကိုမှန်ပါတယ်ရှင် အဲ့ဒီလိုသာနေ့စဉ်နဲ့အများလုံနေမယ်ဆိုရင်ပေါ့ဗျာကျွန်တော်တို့ကကိုယ့်ကိုယ်ကိုအကအခွင့်မဲအောင်လုံနေရုံတာမကပဲတကယ်အန်ဒရယ်တွေကိုလမ်းခေါ်နေတဲ့အနာဂတ်မှာဒုက္ခပေးမဲ့အကျွေးဟောင်းတွေကိုတော်လောင်နေတဲ့အလွန်ကြီးမားလာတဲ့တန်းလိုက်တုံးကြီးတစ်ခုကိုကိုယ်ဝမ်းတွင်းမှာကိုယ်ပါလာနေ့စဉ်ရက်ဆက်တိဆောက်မွေးမြူနေတယ်လို့များဖြစ်မနေဘူးလားဗျာ တော်တော်လေးကိုတတိထားစရာကောင်းတဲ့အချက်ပါရှင် ဟုတ်တယ်ဗျာအပင်ကလာမဲ့ဘေးအန္တရာယ်ဘုံရီကိုကြောက်လန့်နေခြင်းပါပဲကိုယ့်အိတ်ကထဲကကိုယ်ရင်ဖန်တီးထားတဲ့ဘုံကိုအချင်းကိုက်ဆက်လဲပေးနေတယ်လို့များဖြစ်မနေဘူးလားဆိုတာပါပဲဗျာ တေချာပြန်ဆန်းစစ်ကြည့်တဲ့နဲ့နော် ဟုတ်ပါတယ်ဗျာဒီမေကွန်းလေးကိုကိုယ်ပါရအဖြေရှာစမ်းစစ်ကြည့်ရနေပဲဒီနေ့ရဲ့အတွင်းချက်ချလီလာဆွေးနွေးမှုကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတယ်ဗျာအားလုံးပဲအတွင်းရန်သူဖြစ်တဲ့အဆွဲတက်တွေကိုအတိညာနဲ့ဖယ်ရှားမိတကယ်ကိုအေးချမ်းလုံခြုံတဲ့နေရာတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်
အားလုံးပဲဘီကင်လုံခြုံကြပါစေရှင်